အသင်းကြီးတွေကမှဒုက္ခလိုက်ပေးတတ်တဲ့ဝူဘာဟန်နန်နဲ့ပုံစံကောင်းတွေပြန်ရနေပြီဖြစ်တဲ့လီဗာပူးတို့ရဲ့ပရီးမီးယားလိပွဲစဉ်29နှစ်သင်းကြားမှာမပြတ်သားတဲ့ရလဒ်တွေရှိနေခဲ့ပြီးဒီတစ်ချိန်မှာရောအခြေအနေတွေဘယ်လိုဖြစ်လာမလဲဆိုတာအမှန်ကန်စောင့်ကြည့်သွားရမယ်မိုလီညိုကွင်းကြီးတွေကဂျာရဲ့ပွဲစဉ်လေးပေါ်ပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားချင်ပါတယ်အားလုံးပဲမင်္ဂလာပါ MILAN Football Match ကနေကြိုဆိုလိုက်ပါတယ်ပထမဦးစွာဧည့်သည်လီဗာပူးအသင်းအနေနဲ့2026ရာသီဝက်အလွန်မှာတည်ငြိမ်တဲ့ရလဒ်တွေနဲ့အတူထိပ်ဆုံး၄သင်းစီးမှာအခိုင်အမာရပ်တည်နိုင်ရေးကြိုးပမ်းလာနေပြီးအသင်းမှာအကောင်းဆုံးကစားရတစ်ခုကိုလည်းတည်ဆောက်ထားနိုင်ပါတယ်ဒါပေမဲ့အိမ်ရှင်ဝူဘာဟန်နန်ကိုတော့ချော့တွက်ထားလို့မရပဲနောက်ပိုင်းပွဲစဉ်တွေမှာအသင်းကြီးတွေအပေါ်ရလဒ်ကောင်းတွေဖော်ဆောင်ထားခဲ့ခြင်းနဲ့ဇယားအောက်ပိုင်းရောအားကလီဗာပူးအပေါ်စိန်ခေါ်မှုတွေဖြစ်လာနိုင်စေတာပါအစင်လာရဂျိုးဂျာတို့ဘက်ကအမြဲအသာစီးရတဲ့ဆိုသည့်တိုင်အောင်ဝင်းဘလေတို့ရဲ့နောက်ဆုံးမိနစ်ဒုက္ခပေးနိုင်စွမ်းတဲ့အတူချင်းမြောင်းတဲ့ရလဒ်တွေကြောင့်လွယ်ကူတဲ့နိုင်ပွဲဖြစ်တော့မဖော်ဆောင်နိုင်ခဲ့ကြပါဘူးဒီပွဲမှာနီးပြအထက်အနေနဲ့ 5-4-1 ဒါမှမဟုတ် 3-4-3 ဆိုတဲ့ low block ကစားဟန်နဲ့ခန်းစစ်ကိုအသားပေးလာနိုင်ကဂျိုးဂျာတို့ရဲ့ highline defense တွေကိုတော့ညနှုံးမြင့်တံပြန်တိုက်စစ်တွေနဲ့သာချိန်ချောက်လာနိုင်တာပါတစ်ဖက်ကလီဗာပူးတို့ကတော့ထုံးစံတိုင်း 4-3-3 ကစားကွင်းနဲ့အတူအစောပိုင်းမှာတင်ဂိုးရဖို့ကြိုးစားလာနိုင်ပေမဲ့ပြိုင်ဘက်ရဲ့ခန်းစစ်ပိတ်ဆို့ကစားပုံတွေကိုဂိုင်းတွေရမှာအားနည်းချက်ချို့ရှိနေတဲ့အာနီစလော့တယောက်ဘလို့ပုံစံမျိုးနဲ့ဖြည့်ရှင်းပြလာမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်လီဗာပူးရဲ့ကွင်းလယ်ဟာအန်ဒရီဂိုမက်မစ်ဖီအတွက်ကိုအကောင်းဆုံးထိန်းချုပ်ပြဖို့လိုနေပြီးဒီကနေ့တစ်စစ်ဝူဘာဟန်နန်ရဲ့ခန်းစစ်လိုင်းကိုထိုးပေါက်သွားရနိုင်သလိုဘန်ညာတောင်မန်ရဲ့အတိုးအလုပ်တွေကလည်းအခွင့်အရေးတွေပေးလာနိုင်ပါတယ်ဝင်းဘလေအသင်းဘက်ကဝင်းကားတွေအနေနဲ့တဦးချင်းဖြတ်ကျော်နိုင်စတဲ့ထူးချွန်တာကြောင့်လီဗာပူးဖူးဘက်တစ်စုံကိုဒုက္ခများစေနိုင်ကဖြတ်တင်မော်တချို့ကြောင့်လည်းကုနာတင်နဲ့ဗန်နိုက်တို့ကိုအလုချုပ်လာနိုင်စေတာပါပွဲချိန်အတွင်းမှာဂျိုးဂျာတို့ဘောလုံးပိုင်ဆိုင်မှုအသာစီးယူထားမှသိကြပေမဲ့ဝူဘာဟန်နန်ရဲ့ကွင်းလဲအဖြတ်ကစားသမားတွေကဒါကိုဘယ်လောက်ထိဟန်တားထားနိုင်မလဲဆိုတာစောင့်ကြည့်ရဖို့ရှိနေပါတယ်လီဗာပူးအတွက်အမှားမခံတဲ့အမှတ်ပေးစရာအားပြိုင်မှုနဲ့အတူဝူဘာဟန်နန်တို့အိမ်ကွင်းအားသာချက်နဲ့ယုံထလာနိုင်တဲ့ကြောင့်တကယ်ကိုကြည်ကောင်းမဲ့ပွဲစဉ်ဖြစ်လာနိုင်ပြီးနီးပြအထွဲရဲ့တံမြန်တိုက်စစ်တွေကအလုပ်ဖြစ်လာမလားအာနီစလော့ကပဲပြိုင်ဘက်လူဘလော့ကိုဖောက်ထွက်ပြသွားမလားဆိုတာတကယ်ကိုစိတ်ဝင်စားစရာအခြေအနေပါအနည်းရှုံးအနေနဲ့လူစင်းပိုင်းကလက်ရှိဆွဲဆောင်ရေးရပါအဖက်ဘက်ကအသာရနေတဲ့လီဗာပူးအသင်းကပဲဝူဘာဟန်နန်ရဲ့အိမ်ကွင်းမာကုံကိုရှိုးဖြတ်ရင်တကူဒါမှမဟုတ်နှစ်ကူအသာနဲ့အနိုင်ရရှိသွားမယ်လို့ခန့်မှန်းပေးလိုက်ရှင်ပါတယ်ညီကိုတို့ရောဒီပွဲပေါ်ဘလို့ထင်မြင်ထားကြပါသလဲတွင်းကိုနဲ့ရလဒ်တွေရောဘလောက်ထိခန့်မှန်းမိကြသလဲဆိုတာကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်